ကိုအတ္တလေးကိုတော့နည်းနည်းလေးမှအထိမခံနိုင်ဘူးပေါ့နော်မကောင်းပြောတာလေးကိုပြောနေမကောင်းထင်တာလေးကိုတော့မခံနိုင်ဘူးပေါ့ဒုရုဒ္ဒနံဒုရကတနံဝဆနပဋ္ဌာနံသူကြတော့ပို့ပြီးတော့အရေးပါလာပြီနော်ပတ်ဝန်းကျင်ကကိုယ့်ရဲ့အကြောင်းမကောင်းပြောလာတဲ့အတန်တွေကိုသိခံရမယ်တဲ့ဒီကိစ္စကောင်းကောင်းဒုက္ခပေးတဲ့အချက်ဟုတ်လားကိုယ့်ဘာမှာစိတ်ညစ်နေရတာစိတ်ဆင်းရဲနေရတာအကုသိုလ်တွေဖြစ်နေရတာအများစုကအဲ့ဒါတွေပါတယ်အဲ့ဒါကိုယ်ကသိခံမှုနဲ့မဖြေရှင်းဘူးနော်တုံ့ပြန်မှုနဲ့ပဲဖြေရှင်းဖို့ကြိုးစားကြတာများသောဖြင့်လူတွေကမှန်တယ်ဆိုရင်တော့အနည်းဆုံးတော့သင်္ကာလေးတော့ရှင်းလိုက်ချင်သေးတယ်ပေါ့ငါမင်းထင်တယ်လို့မဟုတ်ဘူးဆိုတာတော့ပြောလိုက်ချင်သေးတယ်မပြောရတော့ဘာဖြစ်တော့သူထင်တော့ဘာဖြစ်တော့မတွေးဘူးနော်အဲ့ဒီအထိဟုတ်တယ်မဟုတ်လားဟုတ်သူထင်လေသူစိတ်ထဲဖြစ်တဲ့အထင်လေကိုနေတဲ့ရင်အနေသာကြီးပဲတကယ်ကအဲ့ဒါသူစိတ်ထဲဖြစ်တဲ့အထင်ကသူ့ကံသူ့အကျိုးပေးမှာကိုနဲ့ဘာဆိုင်တာမဟုတ်ဒါပေမဲ့ तू ကကိုယ်အဲ့လိုထင်နေတာကိုပဲကိုကဘာတော့နေမရထိုင်မရဖြစ်နေတယ်အဲ့ဒီကိစ္စကိုလည်းဦးဇင်းကတွေးမိတာပဲဒါကိုလည်းပဲအဲ့ဒီဟာတွေကိုကြော်လားနိုင်လို့ပြောနေတာမဟုတ်ဘူးနော်တစ်ဖက်လူကကိုယ့်ကိုထင်တဲ့ကိစ္စကိုယ့်ကိုဘာလာထိခိုက်လို့တော့အဲ့ဒီကိစ္စကြီးကိုငါစိတ်ကဘာကြောင့်မြန်ဒီလောက်ကြီးနားမလဲရတာတော့လို့ခဏခဏတွေးမိတယ်သူကြပါစို့တယောက်ကကိုယ့်ကိုမကောင်းပြောတယ်အပြစ်ပြောတယ်ဆိုကြပါစို့ကိုယ့်စိတ်ကဘယ်လိုဖြစ်ပြီတော့ဆင်းရဲပြီဟုတ်လားဟုတ်လို့ဆင်းရဲတာတော့စကားတန်တော့ကြားပြီးပျောက်သွားပြီထွက်ပြီးပျောက်သွားပြီဟုတ်လားကိုယ်စိတ်ကခံစားတာဘာကိုခံစားတာတော့ဒီလူကငါ့ကိုအဲ့လိုထင်းနေတာဟောသူ့စိတ်အတွေးကိုခံစားတာနော်တကယ်လေးလေးနက်ကဟုတ်တယ်မဟုတ်လားစိတ်မပါဘဲနဲ့ပြောတာတကယ်မသိလို့ပြောတာဆိုလို့ရှိရင်ဒီလောက်ကြီးခံရမခက်ဘူးလေသူ့စိတ်ထဲအဲ့လိုထင်းတဲ့အထင်မရှိဘူးဆိုတာသိရင်ဒီလောက်ကြီးခံရမခက်ဘူးအဲ့တော့ဦးဇင်းတို့ကတကယ်ခံစားပြီဆိုတော့စကားတန်ကိုခံစားတာတဲ့ဘာကိုခံစားတာတော့အဲ့ဒီလူရဲ့အတွေးအထင်ကိုခံစားတာအဲ့တော့အဲ့ဒီအတွေးကဂိုင်ဘလောက်အရေးပါတော့စကားတန်လေးကမှကြားလိုက်ရတယ်အတွေးကကြားတောင်မကြားဘူးမြင်ရောမြင်ရလားမြင်ရအဲ့ဒီမမြင်ရမကြားရတကယ်စုပ်ကင်ပြလို့မရတဲ့ရှိရောရှိတယ်နော်ဖြစ်တော့ဖြစ်တယ်သူ့တန်တာမှာတကယ်တမ်းပြောရရင်အဲ့ဒီနံတရားတဲ့ပိုးတောင်းအရေးမပါသေးတယ်ဟုတ်တယ်မဟုတ်လားဖြစ်ပြီးတော့လျှောက်သူလည်းပါတော့ကြောက်သွားပဲလေသူ့တန်တာမှာဖြစ်တဲ့အတွေ့ဟုတ်လားဒါကတော့လေးနဲ့တဲ့အမြင်တစ်ခုပေါ့နော်တကယ်အပေါ်ယံတွေးကြည့်မယ်ဆိုရင်သူ့တန်တာမှာဖြစ်တဲ့အတွေ့ဟာသူ့အတွေ့ပဲလေသူ့ကိုပဲခံစားရသေးမှာသူကောင်းမကောင်းအဲ့ဒီအကျိုးဆက်သူပဲရမှာကိုယ်တည်ရောက်လာတာမဟုတ်ဘူးဘယ်နဲ့ကြောင့်ကိုကသူ့တည်ဖြစ်တဲ့အတွေ့ကိုနော်ကိုယ့်ကိုဖြစ်မဲ့အရာကြီးလို့ခံစားနေရတယ်လေအဖြေရှားကြည့်တယ်ခုချိန်တည်းလည်းမရသေးဘူးဟုတ်လားနည်းနည်းရေးလေးရတာကတော့ဒါလည်းပဲအတ္တပေါ်ခြေခန္ဓာနဲ့တူတယ်လို့ဟုတ်လားကိုယ်အတ္တလေးကိုတော့နည်းနည်းလေးမှအထိမခံနိုင်ဘူးပေါ့နော်မကောင်းပြောတာလေးကိုပြောနေမကောင်းထင်တာလေးကိုတော့မခံနိုင်ဘူးပေါ့မသိရင်သူပြီးသွားမယ့်ကိစ္စနော်အခုမြတ်စွာဘုရားအဲ့ဒီဟာကိုလည်းဘယ်နည်းနဲ့ဖြေရှင်းခိုင်းတော့သိခံတဲ့နည်းနဲ့ဖြေရှင်းခိုင်းတယ်ကိုယ်အကြောင်းမကောင်းပြောတာတွေရှောင်လို့မရတော့လူဆိုတာကိုယ်ပေါ်အကောင်းမြင်တဲ့လူတွေရှိတယ်လို့အကောင်းမမြင်တဲ့လူလည်းရှိမှာပဲဒါကို၌ကလည်းပဲကောင်းတာရှိတယ်လို့မကောင်းတာလည်းရှိတာပဲလေဟုတ်လားကောင်းရဲ့နဲ့မကောင်းမှုလို့ပြောနေတာရှိနိုင်တယ်လို့မကောင်းလို့မို့ကိုမကောင်းမှုပြောတာလည်းရှိနိုင်သေးတာပဲဟုတ်လားဘာကြောင့်မကောင်းမှုပြောအဲ့ဒါကိုတော့မြတ်စွာဘုရားဘယ်နည်းနဲ့ဖြေရှင်းခိုင်းတော့တီးခံလိုက်တဲ့အဲ့တော့ဒီနေရာမှာဦးဇင်းတို့တီးခံဖို့ဆိုတာကတွေးမိတာလေးကိုပြောပါမယ်ဒါလက်တွေ့အသုံးချလို့ရနိုင်တဲ့အရာတွေဟုတ်လားတီးခံဖို့ဆိုလို့ရှိရင်ဘာလို့တုံးဆိုတော့နားလည်မှုရှိဖို့လိုတယ်နားလည်မှုဆိုတာပညာကိုပြောတာပညာဆိုတာအမှန်တိုင်းသိတာကိုပြောတာဟုတ်လားစကားသံကိုတီးခံရမယ်ဆိုရင်စကားသံနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမှန်တိုင်းသိအောင်လုပ်ရမယ်ဘလို့သိအောင်လုပ်ရမလို့နော်ဦးဇင်းစကားတို့ရေးစွမ်းဆိုတဲ့စာအုပ်ထဲမှာအဲ့ဒါလေးတွေကိုပြပြပြင်းအသေးစိတ်လေးရေးထားတာရှိတယ်ဟုတ်လားသူပြောလိုက်တဲ့စကားသံကြောင့်ကို့မှာတကယ်တမ်းဘာထိခိုက်မှုရှိသလဲဆိုတာကိုအရင်တွေးကြည့်လိုက်ကိုကသာအာယောနိသောမနတိကာရနှလုံးသွင်းမမှားခဲ့ဘူးဆိုရင်ဘာမှထိခိုက်မှုမရှိဘူးအကယ်၍ကိုမကြားလိုက်ရဘူးဆိုလို့ရှိရင်ပြောမှတောင်မသိဘူးဘာမှတောင်မဖြစ်လိုက်ဘူးဟုတ်တယ်မဟုတ်လားသူကကိုမကောင်းမှုပြောလို့လည်းပဲကိုကသာတကယ်ကောင်းနေခဲ့မယ်ဆိုရင်ကိုကတကယ်မကောင်းတဲ့လူတယောက်ဖြစ်သွားသလားဖြစ်မသွားဘူးသူကကောင်းတယ်လို့ချီးမွမ်းတဲ့အခါမျိုးမှာလည်းကိုသာတကယ်မကောင်းခဲ့ဘူးဆိုရင်သူ့ရဲ့ချီးမွမ်းတဲ့အတန်ကြောင့်ကိုကောင်းတဲ့လူဖြစ်သွားသလားဖြစ်မသွားဘူးကို့ပေါ်မှာကိုသာပါဝင်ပတ်သက်မှုမရှိဘူးဆိုရင်အဲ့ဒီစကားသံတက်တွေဘာအကျိုးသက်ရောက်မှုမှမရှိဘူးပြောရင်ဘာအရင်ပါဒါစကားသံရဲ့ပထမအမှန်တရားလို့မြင်တယ်